ညာရှိလို့သူတော်ကောင်းတွေပေါ်ထွန်းဖို့ရာဓမ္မစကူကြောင့်ကိုပို့ဖို့လူမှာဘာသာနာထွန်းလင်းဖို့ရာရင်တွေလိမ့်မှာတိုးပွားဖို့ ဖះကိုတော့တိတ်ချမပူကပြဆက်လို့ဆိုကြမယ်ကီလီတာရေးကစင်ပြလို့လူနဲ့ပြန်မပူစောတရားအလုံးစုံကိုယ်တိုင်တီလို့ဆရာမရှိဘူးဖြစ်ပါတယ်သူရဲ့အတိညာချင်းမှများလဲကောင်းစွာထင်ရှားပြေဆုံးလဲကောင်းတဲ့စကားကိုမိတ်ဆွေတက်လို့ညံ့နေပဲမြတ်တို့ကြော်ထားတဲ့တတသင်္ခါဩကာသတဲ့လောကသုံးပါးပြည်မြင်တဲ့မြင်ချေသူကိုရချရပြီးဆုံးမမှုမှာတာလုံးတဲ့လူနဲ့ပြန်မတတော်များရဲ့ဆရာထင်ရှားဖြစ်ပါတယ်လေးပါးသစ္စာစိတ်ဖြာပြီးတဲ့ဉာဏ်နဲ့ရှိသူဖြစ်ပါတယ်ဘုံတော်6ဆုံးကုံတော်မြတ်နဲ့သစ္စာမလက်ပြည်စုံနဲ့ဖះကုံတော်ကိုပြပဲကွယ်အသေးဆွဲအောင်ဝှချကွယ်မတ်ကွယ်လိမ္မာများနဲ့ပြည်တော်သူတော်ရွေကောင်းသောပညာရှိလို့သူတော်ကောင်းတွေပေါ်ထွန်းဖို့ရာဓမ္မစကူကြောင့်ကိုပို့ဖို့